Your Majesty, the generals are plotting against you. They say the people favor your brother. We must act now, before they strike. Pagan Kit Tin Le Chao Min Nanta Sin Kha Ka ၎င်းနေပြည်တော်ကြီးဟာလည်းအထင်ကရထုံးကားနေခြင်းဖြစ်ပြီးအေးချမ်းသာယာလာတဲ့ပကံမျိုးလေးရဲ့အလှကတော့ဘာနဲ့မှနှိုင်းယှဉ်လို့မရနိုင်ပါဘူးထိုခေတ်ခါကသာသနာတော်ထုံးကားသလိုပန်းပဲပညာနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့ဦးတင့်တော်နဲ့ဇနီးဒေါ်တော်တို့မှာသားသမီး3ယောက်ရှိခဲ့ပါတယ်တားဖြစ်သူမောင်တင့်နယ်ဟာအရက်ရှိရှိရုပ်ရည်ဖြောင့်စင်ပြီးထူးချွန်ထက်မြက်တဲ့ပန်းပဲပါရမီရှင်တူပါမောင်တင့်နယ်ဟာပိဋကချိန်တရားရှိတဲ့သူကြီးကိုလက်တစ်ဖက်ထဲနဲ့မြှောက်ပြီးရဲရဲနီနေတဲ့တလုံးတွေကိုအမှန်ပါမနာတမ်းထုနှက်နိုင်တာကြောင့်တပြည်လုံးကမှုမဲ့ပြည်သူတွေဟာသူ့ရဲ့လက်ရာကိုအံ့ဟောချီကျူးပြီးအရရက်ကနေလာရောက်မှယူကြပါတယ်ဒါပေမဲ့အမျှော်အမြင်နဲ့ပြီးမနာလိုဝင်တိုတက်တဲ့မှုမဲ့အချို့ကမောင်တင့်နယ်ဟာခွန်အားပလနဲ့ပြည့်စုံလို့ထီးနှက်လူလိမ့်မယ်ဟုတကောင်းဘရင်ကြီးထံကုန်းချောလျှောက်တင်ကြတဲ့အခါဘရင်ကြီးလည်းထိတ်လန့်စိုးရိမ်ပြီးဖမ်းဆီးဖို့အမိန့်ချမှတ်လိုက်ပါတော့တယ်ဥပဒေဘေးကိုကြောက်ရွံ့ပြီးမိသားစုကိုမထိခိုက်စေချင်တဲ့လူရိုးကြီးမောင်တင့်နယ်ဟာတကောင်းဘရင်ရဲ့ပိုင်နက်ကနေလွတ်ကင်းရာပုပ်ပါတော်တောင်စီသို့ထွက်ပြေးတိမ်းရှောင်ပုန်းအောင်ခဲ့ရရှာပါတယ်တောနက်ထဲမှာမိသားစုကိုတန်းတရင်ပုံနေခိုက်တစ်ချက်လှုပ်ရှားသွားတဲ့ပုံရိပ်ကြောင့်ရန်သူမှတ်နဲ့တစ်ပင်ကြီးနောက်ွယ်ကနေချောင်းကြည့်လိုက်မိတဲ့အခါမောင်တင့်နယ်တယောက်ပါဇက်အဟောင်းသားနဲ့နေမောသွားရပါတော့တယ်ထိုသူဟာဖခင်နဂါမင်းကစိတ်မချလို့ဝတ်ထားတဲ့ကိုရောင်ကိုဝါတောက်ပါပြီးချုံမောလှပါလုံးနဲ့နဂါမင်းသမီးလေးရွှေနှပ်ပေးဖြစ်နေလို့ပါအကြည့်ချင်းစုံမိတဲ့ခဏမှာပဲတောနက်ထဲကထူးဆန်းတဲ့ဖူးစာကြောင့်သူတို့နှစ်ဦးကြားမှာဖျက်တောက်လို့မရတဲ့တန်ရောစင်ကျိုးတွေရစ်တွေညှိတွေသွားကြပါတော့တယ်တစ်ဖက်မှာတော့တကောင်းဘရင်ကြီးတိုင်းခန်းလှဲ့လေစဉ်မနာလိုတဲ့မှုမက်တွေကကောင်းချင်းငါးဖြာနဲ့ပြည့်စုံတဲ့ကာလသားတိုင်းနေရတဲ့မောင်တင့်နယ်ရဲ့နှမတော်ဆုံးမြတ်လာကိုပြသပြီးအကြံရုပ်ကတော်ကောက်ဖို့တိုက်တွန်းကြတဲ့အခါဘရင်ကြီးကသူမကိုမိဖုရားအဖြစ်တော်ကောက်ရန်အမိန့်ပေးလိုက်ပါတယ်ဆုံးမြတ်လာတယောက်ဒီသတင်းကိုကြားရတဲ့အခါမယုံနိုင်အောင်ဖြစ်ရပေမဲ့ဒါဟာအကိုဖြစ်သူကိုရာဇဝတ်ပေးကကယ်တင်နိုင်မဲ့တခုလေးသောလမ်းဖြစ်ကြောင်းမိဘတွေနဲ့တိုင်ပင်သိရှိရတဲ့အတွက်မျက်ရည်ဆက်လက်နဲ့ပဲခေါင်းငိတ်လက်ခံလိုက်ရပါ